အားလုံးပဲမင်္ဂလာပါခင်ဗျာအာဆီယံကဒါဘာကြောင့်မြန်မာအရေးတွေမှာတပည့်စတန်ဒတ်တွေကျင့်သုံးနေတာလဲထိုင်းမှာအာဏာသိမ်းတော့ကလည်းဒေတာတွင်းတည်ငြိမ်မှုလို့သတ်မှတ်ခဲ့တဲ့အာဆီယံကဒါမြန်မာအရေးကြောင့်ဘာကြောင့်ဒီလောက်အထိဖိအားပေးနေရတာလဲဖိလစ်ပိုင်နိုင်ငံမှာကျင်းပနေတဲ့အာဆီယံထိပ်သီးစည်းဝေးသတင်းတွေနဲ့တူပေါ့အာဆီယံရဲ့နောက်ွယ်ကဘယ်လိုနိုင်ငံရေးကစားကွက်တွေအားလုံးကိုဒီနေ့ကျွန်တော်ဆွေးနွေးပြီးတော့မှာဖြစ်ပါတယ်မနေ့ကဒါမေလ6ရက်နေ့ကနေဒါ10ရက်နေ့အထိဖိလစ်ပိုင်နိုင်ငံစီပူးမြို့မှာအာဆီယံထိပ်သီးစည်းဝေးပွဲကျင်းပနေပါတယ်ဒီစည်းဝေးကိုမြန်မာနိုင်ငံကနိုင်ငံခြားရေးဝန်ကြီးဌာနအမြဲတမ်းအတွင်းဝင်ပဲတက်ရောက်တယ်လို့သိရတယ်ဒီနေရာမှာမေကွန်းထုတ်စရာတစ်ခုရှိတာကအာဆီယံရဲ့ရည်တည်ချက်တွေထိုင်းနိုင်ငံအာဏာသိမ်းမှုတွေရွေးကောက်ပွဲကနေတဆင့်အစိုးရတက်လာပုံနေနဲ့ပေါ့လက်လော့ဖြစ်သွားတဲ့ထိုင်းကမ္ဘောဒီးယားစစ်ပွဲတွေအားလုံးကိုကြတော့ဒါဒေတာတွင်းတည်ငြိမ်မှုမပြတ်ပြားဘူးလို့သတ်မှတ်ခဲ့တယ်မြန်မာအရေးကြမှာဒါ 5PC ပေါ့ဘုံသဘောတူညီချက်9ရက်နဲ့ကင်ပေါက်နေတာကဒါအာဆီယံရဲ့ပြည်တွင်းမစွတ်ဖက်ရေးမှုပေါ့ဒီနဲ့ဒါ France ကိုဒါကိုယ်တိုင်ရှိုးဖောက်နေတာမဟုတ်ဘူးလားဆိုပြီးတော့မေခွန်းထုတ်စရာတွေဖြစ်လာတယ်အဲ့တော့အာဆီယံကဘာကြောင့်မြန်မာအပေါ်ကိုဒီလိုမျိုးတုံ့ပြန်နေရတာလဲနောက်ွယ်ကဒါပြန်ကြည့်မယ်ဆိုရင်အုပ်စုနှစ်ခုကွဲနေတာကိုတွေ့ရတယ်ပထမအုပ်စုပေါ့မဲခေါင်လန်ရှမ်းပေါ့ဒီဖွဲ့ဝင်နိုင်ငံတွေဖြစ်တဲ့ထိုင်းကမ္ဘောဒီးယားနဲ့လာအိုတို့ကမြန်မာနဲ့နီးကပ်တဲ့ဆက်ဆံရေးကိုပို့ပြီးတော့လိုလားကြတာဒုတိယအုပ်စုပေါ့အမေရိကန်ရဲ့ဒီ First Island Chain ဗျူဟာထဲမှာပါနေတဲ့ဖိလစ်ပိုင်မလေးရှားအင်ဒိုနီးရှားနဲ့စင်ကာပူပေါ့ဒီလေးနိုင်ငံကဒါမြန်မာအပေါ်ကို hard pressure ပေါ့နိုင်ငံရေးဖိအားပြင်းထန်ပေးဖို့ကြိုးစားနေကြတာဒါအာဆီယံအနေနဲ့ပေါ့ဒါသူ့ရဲ့ကိုယ်ပိုင်အုပ်ချုပ်ပုံ structure ထက်ဒီအပြင်းပန်းကဖိအားတွေအောက်ကိုရောက်နေပြီလားဆိုတာတော့တန်တရားဖြစ်เสียရပါတကယ်တော့ဒီမြန်မာနိုင်ငံကဒါပထဝီနိုင်ငံရေးအရာ land bridge ပေါ့ကုန်းတွင်းသရားတစ်ခုအနေနဲ့ဒီရှိလာတယ်တရုတ်အတွက်ကဒါမလကာရီလက်ကြောပိတ်ဆို့ခံရမှုဘေးကနေလွတ်မြောက်ဖို့နဲ့ဒီအိန္ဒိယသမုဒ္ဒရာပင်လယ်ထွက်ပေါက်အတွက်မြန်မာကဒါရေးကြီးဆုံးဖြစ်လာတယ်အမေရိကန်ဘက်ကကြည့်မယ်ဆိုရင်မြန်မာအရေးကိုဒီမိုကရေစီပြဿနာလို့အမည်တပ်ထားပေမဲ့တကယ်တမ်းမှာတော့တရုတ်ကိုထိန်းချုပ်ဖို့အတွက်မြန်မာနိုင်ငံကိုဒါ geostrategic competition suite အဖြစ်ဒါသူ့အနေနဲ့သုံးချနေတာမြန်မာနိုင်ငံမတည်ငြိမ်လေလေဒါတရုတ်ရဲ့ view တွေအဟန့်တာဖြစ်လေလေလို့ဒါသူတို့ဘက်ကတွက်ဆထားဖို့ရပါလေအာဆီယံအနေနဲ့ပေါ့ဒါဒေတာတွင်ဘို့ရှက်ကြမှုတွေမူဝါဒတွေအားလုံးကိုတိတိကျကျလိုက်နာဖို့လိုအပ်ပါတယ်အရာကြီးနိုင်ငံတွေရဲ့ကြိုးကင်မှုအောက်ကနေရုံထွက်ပြီးတော့ဒါခုလိုမျိုးတပည့်စတန်ဒတ်တွေကိုရပ်တန့်ပြရတာအရေးကြီးဆုံးကရွေးကောက်ပွဲမှာဆန္ဒပြုခဲ့ကြတဲ့ဒီ50တန်သောပြည်သူတွေရဲ့ဘောဆန္ဒနဲ့မြန်မာနိုင်ငံရဲ့အချုပ်အခြာအာဏာကိုဒါအာဆီယံဘက်ကလေးစားဖို့ပါဒီနိုင်ငံရေးအဖိအားပေးဖို့အတွက်လည်းကိုဒီဘုံသဘောတူညီချက်9ရက်ဒီ 5PC ကိုဒီခုအတွက်ပဲမသုံးမဲနဲ့ဒါမျှတတဲ့အချိန်ညှိမှုတွေလုပ်ပြီးတော့ဘုံဘုံနီးကတ်တဲ့အာဆီယံတိုင်ဝမ်တိဆောက်ဖို့လိုပြီလို့ဒါကျွန်တော်အနေနဲ့သတိပေးရင်းနဲ့ဒါဒီကုန်းချုပ်အပ်ပါအားလုံးကိုကျေးဇူးတင်ပါတယ်